မင်္ဂလာပါရှင်ဇန်နဝါရီလ30ရက်နေ့ PBN ရဲ့နနက်ခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းအုတ်တွင်းမြို့နယ်အတွင်းအင်အား150ပါစစ်ကောင်စီစစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီ90ခန့်သေဆုံးကစစ်ကြောင်းပြတ်သွားတယ်ဆိုတဲ့သတင်းကိုသတင်းတော်မင်းတော်ကပေးပို့ထားတာဖြစ်ပြီးဦးထွန်းအားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းအုတ်တွင်းမြို့နယ်အတွင်းအင်အား150ပါစစ်ကောင်စီစစ်ကြောင်းနဲ့တော်လိုင်းအင်အားစုတို့တိုက်ပွဲဖြစ်ပွားပြီးစကားဆဘက်က90လောက်သေဆုံးပြီးစစ်ကြောင်းပြက်ထွက်ပြေးသွားရတဲ့အပြင်စကားဆရဲ့လက်နက်ငယ် RPG နဲ့ခဲယမ်းအမြောက်များကိုတင်ဆက်ရရှိခဲ့တယ်လို့ပြည်ခရိုင်ပကဖရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ20ရက်နေ့ကတည်းကစစ်ကောင်စီရဲ့တိုင်းဗိုလ်6အမြောက်တပ်ကနေအင်အား120လောက်နဲ့ပြေပေါခေါင်းမက်ကိုရောက်ရှိပြီးထိုမှတဆင့်အင်အား30ခန့်ထပ်မံဖြစ်တင်းကအုတ်တွင်းပေါခေါင်းလမ်းမိုင်းကိုနယ်မြေရှင်းလင်းရန်စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့သိရပါတယ်။ဇိုဘာစစ်ကြောင်းကိုဇန်နဝါရီလ28ရက်နေ့ကတော်လန်ရေးတပ်ဖွဲ့တွေဘက်ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစကားဆဘက်က90လောက်သေဆုံးကစစ်ကြောင်းပြက်ပြီးထွက်ပြေးသွားရတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်း MA2 တစ်လက် MA1 နှစ်လက် MA3 နှစ်လက် RPG 7တစ်လက်60ကွန်မန်ဒိုတစ်လက် 5.56G အတောင့်3000 7.62 G3G 980တောင်ကြီးပေါက်32ခု RPG အဖူး10ဖူး RPG ပိုရန်တောင်9တောင်60မမအသီး10လုံး40မမအသီး19လုံးအီနာဂါ19လုံးလက်ပစ်ပုံ24လုံး14မိုင်း42လုံးရှစ်ထွက်မိုင်း2လုံးစကားပြောဆက်1လုံးစတာလင့်ဘန်1ခုမီတာဘုတ်1ခုမီးစက်1လုံးဓာတ်စီဘူး20ဘူးအီဘတ်ဖုန်း4ပုံဖုန်း17လုံးဓာတ်19ချောင်းစစ်3ကြောဘိုးအိတ်အုတ်ထုတ်14လုံးစစ်ဝစ်စုံများစွာတို့ကိုတင်ဆက်ရမိခဲ့တယ်လို့သိရပါတယ်အဆိုပါတိုက်ခိုက်မှုကို viewer 22ကိုကဲမှုဖြင့် viewer 21ကိုကဲမှုအောက်ရှိ3631တက်ရင်တက်ခွဲ4 viewer 22ကိုကဲမှုအောက်ရှိ viewer ယုံတိုက်ခတ်ရေးအဖွဲ့ပဲခူးခရိုင်တက်ရင်3931တက်ခွဲ2နဲ့တက်ရင်ယုံအဖွဲ့တာယာဝတီခရိုင်တက်ရင်3831တက်ရင်တက်ခွဲ26တက်ရင်ယုံတက်ဖွဲ့တာယာဝတီခရိုင်3832နဲ့တက်ရင်တက်ခွဲ1တက်ခွဲ5 BDZM တာယာဝတီခရိုင်တက်ရင်3833တက်ရင်တာယာဝတီခရိုင်ပကဖတက်ခွဲ1တက်ခွဲ3တာယာဝတီခရိုင်ပကဖဒရုန်းတက်ဖွဲ့ပြည်ခရိုင်ပကဖတိုက်ခတ်ရေးတပ်ဖွဲ့ရန်ကုန်တိုင်းပကဖတိုက်ခတ်ရေးတပ်ဖွဲ့9တက်ခွက်1ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးဖြစ်ပြီးဒေါ်လာရဲဘော်၄ဦးကြာဆုံးပြီး9ဦးမစိုးရင်တန်းရရှိခဲ့တယ်လို့ပြည်ခရိုင်ပကဖကထုတ်ပြန်ကြေညာထားပါတယ်ကိုထွန်းမှာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်မြဝတီမြို့အတွင်းစစ်ကောင်စီကအင်အားဖြစ်တင်းထားပေမဲ့ KNA တပ်ဖွဲ့တွေကတော့မြို့တွေကင်းလှည့်နေတဲ့ဆိုတဲ့သတင်းကိုသတင်းတော်မေတော်ကပေးပို့တင်ဆက်ထားပါတယ်ကရင်ပြည်နယ်မြောက်ရီမြို့တွင်ကိုစစ်တပ်ဘက်ကအင်အားဖြည့်တင်းမှုတွေဆောင်ရွက်နေပေမဲ့လည်းကရင်မျိုးသားတပ်မတော် KMA မှတပ်ဖွဲ့ဝင်တွေကတော့မြို့တွင်ဆက်လက်ရှိနေပြီးလှည့်လည်ကင်းပတ်နေရတွေပြုလုပ်နေတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ25ရက်နေ့နောက်ဆုံးထားပြီး BGM မှ KMA အဖြစ်ကူးပြောင်းသွားတဲ့မြောက်ရီမြို့တွင်ရှိအင်အားတွေအကုန်လုံးတပ်မဟာနဲ့နယ်မြေအတွင်းဆုတ်ခွာဖို့စစ်တပ်ဘက်ကဖိအားပေးမှုတွေရှိခဲ့ပေမဲ့လည်း KMA တပ်ဖွဲ့ဝင်တွေကိုဒီနေ့အထိမြို့တွင်းမှာမြင်နေရသေးရှိတယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီအနေနဲ့ကလည်းယခုရက်ပိုင်းအတွင်းမှာတင်မြောက်ရီမြို့နယ်ဘက်ကိုစစ်အင်အားလုံးရင်းနဲ့ပို့ဆောင်နေရပြီရှိတယ်လို့ KMA တပ်ဖွဲ့ဝင်တွေကလည်းမြို့တွင်းအင်အားအပြည့်ဖြင့်ကင်းလဲတာမျိုးတွေပြုလုပ်နေတယ်လို့မြောက်ရီမြို့ဒေသခံတအုပ်မှ BBM ကိုပြောပါတယ်။မြောက်ရီမြို့ရဲ့စစ်တပ်ကအင်အားတွေဖြည့်တယ်လို့လည်းကြားနေရတာတော့ရှိတယ်။ဒါပေမဲ့မြို့တွေကိုစစ်တပ်ကိုယ်တိုင်ဆိုတာတဲ့သူ့အောက်က BGF တွေကအဓိကကင်းလဲနေရပြီးလုံနေတာ။ပြီးတော့ KMA ရောဒီနေ့ဝစ်စုံပြည့်နဲ့ကင်းလဲနေတာလည်းတွေ့ခဲ့ရတယ်။အရင်ကမြောက်ရီမြို့တွင်ကင်းပတ်တာမျိုးတွေကိုစစ်တပ်လက်အောက်ခံ BGM မှသာအဓိကပြုလုပ်တာမျိုးဖြစ်ပေမဲ့လည်းအခုရက်ပိုင်းမှာတော့ DKBA နဲ့ KMA တပ်ဖွဲ့ဝင်တွေပါကင်းလဲနေရတွေရှိတယ်လို့သိရပါတယ်။ဒီလိုမြောက်ရီမြို့တွင်အခြေအနေရှုပ်နေတယ်လို့မြို့ရဲ့တောင်ဘက်ဖြစ်တဲ့မင်းလက်ပံနဲ့ဖလူးဒေသမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီးမြောက်ရီမြို့တွင်ကတဆင့်စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့ဝင်အများအများစစ်ကူသွားတာတွေရှိရလို့လည်းဆိုပါဒေသခံမှဆက်ပြောပါတယ်။ BGF တစိမ့်နဲ့စစ်ကားတွေအများကြီးမင်းညနေကဖလူးဘက်ကိုကားတွေနဲ့စစ်ကူသွားခဲ့တာတွေ့ရတယ်။ဖလူးဘက်မှာတိုက်ပွဲတွေပြင်းနေတယ်လည်းကြားတယ်။လေရင်တန်လက်နက်ကြီးတန်အမြဲကြားနေရတယ်။မင်းလက်ပံနဲ့ဖလူးဒေသဘက်ကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးမြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေကိုဆက်သွယ်မင်းမြန်းရမှာလဲမြေပြင်တိုက်ပွဲတွေထက်စစ်တပ်ဘက်ကလက်နက်ကြီးလေကြောင်းနဲ့ drone တွေကိုသာဖော်ဖော်တည်တည်အသုံးပြုတိုက်ခိုက်နေတယ်လို့ BBM ကိုအတည်ပြုပြောဆိုတာတွေရှိပါတယ်။ဆိုပါတိုက်ပွဲတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့လက်နက်ကြီးကြီးချို့ထိုင်းဘက်ကိုကြားရောက်တာတွေရှိတယ်လို့ပဲလေကြောင်းနဲ့လက်နက်ကြီးအတန်တွေကိုလည်းမြဝတီတစ်ဖက်ကထိုင်းမှာပင်ကြားနေရတာတွေရှိတယ်လို့လည်းသိရပါတယ်န
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ချင်းပြည်နယ်တွန်းဆန်မြို့က CN အနေနဲ့ CDF တွန်းဆန်ပူးပေါင်းစခန်းကိုစုံမီတော်လိုင်းတက်စအားအေကတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုသတင်းထောက်ကိုအိုက်ကပေးပို့ထားတာဖြစ်ပြီးဦးထွန်းအားတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ချင်းပြည်နယ်တွန်းဆန်မြို့နယ်ကချင်းမျိုးသားတပ်တော် CNA နဲ့ချင်းကာကွယ်ရေးတပ်တွန်းဆန်ပူးပေါင်းတပ်စခန်းတို့ဇုံမီတော်လိုင်းတက် ZRA ကတိုက်ခိုက်ခဲ့တယ်လို့ရှေ့တန်းစီရေးသတင်းမြေက BBN ကိုပြောပါတယ်။နေ့ကဇန်နဝါရီလ28ရက်နေ့မနေ့9နာရီဝန်းကျင်မှာတွန်းဆန်မြို့အနီးလက်ဆန်ကြီးရွာမှာနေရာယူချထားတဲ့ CNA နဲ့ CDF တွန်းဆန်ပူးပေါင်းကာကင်းစခန်းကို ZRA တပ်ဖွဲ့က drone ဘုံးသီးနှလုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စခန်းကိုမနေ့ကမနေ့အစောပိုင်းတည်းက drone နဲ့ဘုံကျဲသွားပါတယ်။ဘုံသီးတစ်လုံးကစခန်းအနားမှာပောက်ကွဲသွားတယ်။တစ်လုံးကမပောက်ကွဲဘူး။နှလုံးကျဲတာပါ။ဆိုပါတိုက်ခိုက်မှုကြောင့်တွန်းဆန်မြို့မှာနှစ်ဖက်စီရေးတင်းမာနေပြီးတကြောပြန်တိုက်ပွဲတွေပြန်လည်ဖြစ်မှာကိုဒေသခံပြည်သူတွေကစိုးရိမ်နေကြပါတယ်။မနေ့ကတွန်းဆန်မှာနှစ်ဖက်အဖွဲ့တွေစီရေးပြန်လှုပ်ရှားလာတာတွေ့ရတယ်။ပြည်သူတွေလည်းစီရေးအခြေအနေနဲ့ပတ်သက်ပြီးစိုးရိမ်နေကြတယ်။ဘာလို့ရမှန်းမသိဘူးဖြစ်နေတယ်။တိုက်ပွဲတွေပြန်ဖြစ်မလားကြိုးရှောင်ရမလားတိုက်ပွဲတွေဖြစ်ရင်ပြည်သူတွေကထပ်ပြီးစစ်ဘေးရှောင်ရအောင်မဲ့အချင်းချင်းတွေမဖြစ်စေချင်တော့ဘူးလို့တွန်းဆန်ဒေသခံတို့က BBN ကိုပြောပါတယ်တွန်းဆန်မြို့က CNA နဲ့ CDF တွန်းဆန်တပ်စခန်းတွေကို ZRA ကပြီးခဲ့တဲ့2025ခုနှစ်ဧပြီလတုန်းကလည်းကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲတွေပြင်းထန်တာဒေသခံပြည်သူတွေစစ်ဘေးရှောင်နေရလို့သိရပါတယ်တွန်းဆန်မြို့ကို CNA နဲ့ချင်းပြည်နယ်ဆိုရကာကွယ်ရေးတပ်ပူးပေါင်းဖွဲ့က2024ခုနှစ်မေလတုန်းကစစ်ကောင်စီထံမှတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်ကိုထွန်းမှာဇန်နဝါရီလ30ရက်နေ့ BBN ရဲ့နန်ခိန်သတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကြည့်ရှုသူမိဘပြည်သူများရွှင်လန်းချမ်းမြေ့ကြပါစေရှင်ကျမသူစားပါ